ကဲဒီတစ်ခါမှာတော့အချိန်9မိနစ်လောက်ပေးအောင်နဲ့တအိမ်လုံးထမင်းမမိန်စားလို့ရစေမယ်အညာကပိရေချန်ဒီလေးမျှဝေပေးပြစေရှင်အိမ်မှာရှိတဲ့ပစ္စည်းလေးတွေနဲ့အလွယ်တကူချက်လို့ရလို့အချိန်ကုန်လဲတတ်တာတယ်လို့ထမင်းစားလဲအရန်မိန်စေတဲ့ဟင်းလေးတစ်ခွက်ပါရှင်အိမ်မှာလက်ရှိသုံးနေတဲ့ဟင်းချက်တဲ့ငပိကိုလိုတလောက်ယူပြီးတော့မှရေဖြော်ထားလိုက်ပါမယ်ကျမတို့အညာဘက်ဒီမှာကြတော့ငပိရေချိုလွယ်လွယ်ဝယ်လို့မရတော့ပေါ့နော်အိမ်မှာလက်ရှိစားနေတဲ့ငပိကိုအခုလိုမျိုးလေးချက်စားလေးရှိပါတယ်ကဲငပိကိုအခုလိုအနေထားထိခြေပြီးသွားပြီဆိုရင်ကျမတို့စားချက်လို့ရပါပြီဒါကတော့ပတ်ဝန်းပစ္စည်းလေးတွေပါအိုးထဲကိုစီးတဲ့စွန်းနှုတ်မုတ်ထည့်ပြီးတော့မှကြက်သွန်ဖြူနီကိုအရင်ဆုံးစီတက်ထားလိုက်ပါမယ်ဒီငပိရေချန်နီကကြတော့ပုံမှန်ကိုစားနေကြငပိကိုချက်တာဆိုတော့အနံရောအရသာရောကကြတော့အရန်ပြင်းတယ်လို့မခံစားရဘူးကျမကအညာသူမိုးလို့လားမသိဘူးငပိရေချိုထက်ဒီလိုငပိချန်နီကိုပို့ပြီးတော့ကြိုက်ပါတယ်ဒါကတော့ကျမအကြိုက်ကိုပြောလိုက်တာပါတေချာလေးစီတက်ပြီးသွားပြီဆိုရင်ကျမတို့ခုနကဖြော်ထားတဲ့ငပိရေလေးတွေထည့်လိုက်ပါမယ်အိမ်မှာဇကာလေးရှိရဆိုရင်ဇကာလေးနဲ့စစ်ထည့်လိုက်ပါကဲငပိလေးတွေအခုလိုပွက်လာပြီဆိုရင်ကျမကအရသာအတွက်အချုံမုံလေးရဲ့ကျမသုံးနေတဲ့ငပိကအချိုတက်လေးကဲနေလို့စားလေးထည့်လိုက်ပါတယ်ပြီးရင်တော့ငရုတ်သီးစိမ်းကိုကိုအဆက်စားနိုင်တဲ့ပမာဏလောက်ကြိတ်ပြီးတော့ထည့်လိုက်ပါရှင်ကဲတဖြည်းဖြည်းတည်လာရင်လည်းငရုတ်သီးစိမ်းလေးတွေကြက်ပြီးတော့အရသာလေးလည်းကိုစိတ်ကြိုက်ဖြစ်ပြီဆိုရင်ကျမတို့ရဲ့အညာငပိချက်လေးကစားလို့ရပါပြီရှင်အခုလိုအညာငပိရေချက်လေးကိုကျမကအတိုးမြုပ်အစုံနဲ့တွဲဖက်ပြီးတော့စားဖြစ်ပါတယ်ဒါကတော့ခရမ်းကျွတ်သီးခရမ်းသီးပြုတ်ပေါ့နော်နောက်ပြီးတော့ပေါက်ပန်းဖြူလဲတရက်ကင်ရှောက်ရွက်ပေါ့နော်လဲဘလူရွက်လှော်ထားတာရဲ့နောက်ထပ်ကြက်သွန်နီလေးပေါ့နော်ကြက်သွန်နီနဲ့အရန်ကိုလိုက်ဖက်ပါတယ်ပြီးတော့ငကြီးအကျွတ်ကြော်လေးနဲ့တွဲဖက်ပြီးတော့စားဖြစ်ပါတယ်ဒါကတော့ရှင်နွေးချမ်းလေးပါရှင်မစားဘူးသေးတဲ့သူတွေလည်းလိုက်ချက်စားကြည့်ပါရှင်အားလုံးကိုကျေးဇူးပါ